Hello, 안녕. 할로윈가 봐, 발라가. 디니아가 베트남에서도 하이로스가 맞추파대. 하이로스가 그 나냐다가 막 필로니 비로 누가 디 physical Asia ရဲ့ real life version လို့ပြောလို့ရတယ် physical Asia က game ကြီးအတိုင်းကိုပရိသတ်တွေရှေ့မှာ stadium ကြီးမှာကျင်းပတဲ့ပွဲပါဒီတစ်ခေါက် J-Pop လာမှာဆိုတော့ J-Pop fan ကျွန်မသွားကြည့်မှာပါဆိုတော့အချိန်ကသူကြော်ညာထားရတယ်သူက man double မှာသူကပြိုင်မယ်တဲ့သူ့ရဲ့ gym trainer နဲ့ man double အချိန်ကဘယ်အချိန်စမလဲဆိုတော့7ကြော်စမယ်7 15ဆိုတော့အဲ့မှာရောက်တဲ့အချိန်က7ကခွဲတော့မယ်ဆိုတော့အသေးအတန်ပြေးတဲ့အဲ့ဒါရောက်တော့ရှာတာဟေးမင်းထောင်းတာပဲအဲ့မှာပေါ့နော်ရှာတာဟိုလည်းမတွေ့ဒီလည်းမတွေ့ကိုရီးယားဘယ်လိုရှာလဲဆိုတော့တတူးဘယ်ဘက်လက်မှာတတူးပါလားမပါလားအဲ့ဒါကိုကြည့်ပြီးရှာတာဘယ်လိုမှမတွေ့ဘူးဘယ်လိုရှာဘူးမတွေ့ဘူးဒါပေမဲ့ရှာလို့မတွေ့ဘူးပဲလဲကြည့်ရတယ်ရင်တော့အေးတယ်ပေါ့နော်ယူလေးကတော့ကောင်းပါတယ်ဘယ်မှာလောက်တာလဲဆိုတော့ National Stadium မှာလောက်တာပေါ့နော်အဲ့မှာကသူကဝင်ကြီးလက်မှတ်ဝယ်ရပါတယ်ပြိုင်ပွဲပြိုင်တဲ့လူတွေအတွက်လည်းဝယ်ရတယ်ပြီးတော့ကြည့်တဲ့လူတွေအတွက်တော့အားပေးတဲ့လူတွေအတွက် spectator ticket တွေလည်းရောင်းတယ်ရောင်းတာဘယ်လောက်လဲဆိုတော့ဒါ GST ပါပါရင်ဒါဟို$25ပေါ့နော်အဲ့လောက်တော့ပေးရပါတယ်ဆိုတော့25ကျပ်နဲ့အဲ့မှာပေါ့နော်view လေးတွေဝင်ကြည့်ဂျေပတ်များပါမလားပါလားပေါ့ဟိုရှာလည်းမတွေ့ဒီရှာလည်းမတွေ့ဘယ်စုံသွားမလဲလည်းမသိဒီစုံသွားလဲလည်းမသိဟိုဘေးနားကင်မရာမန်ရိုက်နေတဲ့အမကြီးဆိုတဲ့အမမေးကြည့်ရပေါ့မသိဘူးတဲ့သူကရိုက်တာရိုက်နေတာဂျေပတ်ရောဆိုမသိဘူးတဲ့ဂျေပတ်ကိုမသိရလားဂျေပတ်လာတာကိုမသိရလားဘာမသိရလဲမသိဘူးတဲ့သူမသိဘူးဆိုလဲဒီမှာလဲမူးနောက်နေမယ်ကိုပဲနောက်ကြလို့များသူပြိုင်တာများပြီးွားရလားပေါ့ကွယ်သူကတော့ပြောထားတာကတနာရီနဲ့5မိနစ်မှာပြီးနိုင်အကောင်းဆုံးဆိုပြီးပြောထားတယ်ဆိုတော့ဟဲ့7မိနစ်ကကြာရင်တနာရီနဲ့5မိနစ်ဆိုတနာရီ15မှာပြီးရမှာဆိုပြီးတော့အမှဟိုလှဲဒီလဲအဲ့မှာပတ်ရှာတာ2နာရီထူးတဲ့အထိကိုမတွေ့ဘူးနော်ဟိုကတတူးပါတဲ့လူတွေကလည်းများတယ်ခတ်တာကိုကဂျေဘတ်ကိုတော့သိရလေဒါပေမဲ့အပြင်မှာလည်းမတွေ့ဘူးဆိုတော့သူများကိုအောင်ဖြောက်တဲ့ပုံစံများလုပ်နေမလားဘာလားပေါ့အဲ့တတူးကိုပဲလိုက်ကြည့်နေရတာတတူးပါတဲ့လူတွေကလည်းများတော့ဟာဟိုလူကြည့်လိုက်မဟုတ်ဒီလူကြည့်လိုက်မဟုတ်နဲ့မျက်စိတွေလည်းမူးနှောင်တာပဲခါတယ်သူတို့ပြိုင်ပွဲကလည်းမပြီးဆုံးတာပဲပေါ့နော်အဲ့မှာအဲ့လိုပြန်ရတာပါအဲ့မှာအဲ့နဲ့ဒီစင်နာ final ဟိုပါပေါ့နော် finish line အဲ့စင်နာမှာပဲသွားဆောင်တယ်အဲ့ဒါကနောက်ဆုံးမှာဒီပြစ်တာပြီးသွားရင်အချက်တရပြီးသွားရင် finish line ပြီးပြီးသွားရင်ပွဲပြီးသွားပြီအဲ့ဝင်ကြည့်လိုက်တယ်ပေါ့နော်အဲ့မှာချက် GPT ကိုမေးကြည့်လိုက်သေးတယ်မေးကြည့်တော့လေအဲ့မှာ तू က MC နားကိုသွားတယ် MC ကြော်ညာရင်နဲ့ MC ကသူ့နားမှာပဲကတ်နေမှာဆိုအဲ့မှာခုနက MC လေ MC နားမှာလည်းဘယ်သူမှမရှိဘူးဆိုတော့ဟာဘလို့ဖြစ်တာလဲဂျေဘက်ကအစောကြီးပြီးသွားလားသူတို့ပဲကြီးညာပြီးတော့ဂျေဘက်လို့ကြော်ညာလို့ဟိုဂျေဘက်ရဲ့ဒီ debut မို့လို့ကြည့်နေတာအဲ့ဒါသူတို့ကကြီးညာပြီးလက်မှတ်တွေရောင်းပြီးတော့ဒါမျိုးအလွဲသုံးစားလုပ်တာလားပေါ့စိတ်ထဲမှာအရန်နေစနိုးစနောက်ဖြစ်နေတာပေါ့နော်ပေါ့ကိုတယောက်တည်းဆိုတော့စိတ်ဆင်းရဲမှာတော်သေးတယ်အဲ့ဒါပြီးလည်းပြီးတော့အချိန်ကို Google ကနေပြန်ပြီးတော့ရှာကြည့်လိုက်တော့2နာရီခွဲတဲ့ဩတော်သေးတယ်ကျေးဇူးတော်ပဲ2နာရီခွဲဆိုတော့လေအမှပြန်သွားပေါ့နော်ပြန်သွားပြီးတော့အပြင်ထွက်ပြီးတော့ရှူးလေးပါလေးပေါ့မုံလေးပါလေးစားပြီးတော့ပြန်ဝင်ပေါ့နော်အဲ့မှာအဖေအမတယောက်လည်းတွေ့လို့တော်သေးရဲ့မြန်မာအမတယောက်ပေါ့နော်အဲ့မှာသူနဲ့တွေ့လို့ဒါတော်တော့တယ်တယောက်တည်းဆိုကိုလည်းထီထီဖြစ်နေမှာသူကလည်းကိုတွေ့လို့ပြောကိုလည်းသူတွေ့လို့ပြောပေါ့နော်အဲ့မှာရောက်လာပါပြီ2:30ဆိုပြီး2:40မှာထွက်ပါတယ်ဒေဒီကဒီကိုရတော့ပြောအစားတွေ့တဲ့ချစ်စရာလေးသူကစစ်ချေလေးနဲ့ကွယ်နက်ကလေးနဲ့ချစ်စရာလေးအကောင်ကြီးအကြီးချင်နေတာကွယ်စင်မော်မော်ဆိုဟာတတူးတွေနဲ့ဗလာရင်းနဲ့ဆိုတေးလေးတော့ဖြူဖြူသေးသေးလေးကလေးလေးအခုဆိုရင်သူဘယ်လောက်ရှိသွားပြီလဲ30မှ8နော်38ဆိုရင်အိုးလူချက်ကတော့မချင်အောင်ကွယ်ကလေးလေးပါသူတို့ပြိုင်တော့2နဲ့မှ40အဲ့မှာအကုန်လုံးကသူပြိုင်ကန်လေးဆိုတော့လေအဲ့မှာတောင်းပေါ့နော်အဲ့မှာအဖွဲ့တွေကလည်းဘန်နာတွေရောဘာတွေရောအကုန်လုံးစောင့်နေကြပြီထိတ်မှာဒီဘက်ကလာမယ်ဆိုတော့လေသူ
သူမထွက်သေးဘူးအဲ့ထိတ်မှာဒီ starting line မှာနေရာယူတာနဲ့ကိုရီးယားအသေးဆိုင်ရှင်နေခုံနေပပအော်မဒက်ဒီအော်မပပအော်မတော့ဆိုပြီးတော့အမအဲ့အတူသွားတဲ့အမနဲ့အမစုံတဲ့အမနဲ့ပြောနေကြတာအော်မတို့တွေအော်မအဲ့အမနဲ့ဒီဘက်ကဒူရီဦးတဲ့သတိထားမိမှာတဲ့အမပြန်ရောအဲ့မှာ အော်ရဲစုတွေအများကြီးပဲပေါ့နော်အဲ့မှာအစွန်ဆုံးလေးမှာပါကလေးလေးကသူတို့နှစ်ယောက်သူ့ gym trainer နဲ့ AIA ဆိုတဲ့အမဲရောင်ဝတ်စုံလေးဝတ်ထားပါလေအဲ့မှာ fan တွေလည်းအများကြီးအဲ့ထိတ်မှာစောင့်နေကြပါဘောနော်ဒါပေမဲ့ကိုရီးယားကျတော့ခုံနေဘက်အချမ်းမှာဟိုးဘက်အချမ်းကကျတော့လူတွေကအရမ်းများနေတော့ဒီဘက်အချမ်းလေးမှာစောင့်လိုက်တာပုံမြင်ရအောင်ပေါ့နော်မြင်ရရင်ကျင်းနေပါပြီချစ်ကလေးကို2 PM နဲ့ကကိုယ့်ရဲ့ childhood crush လေးပေါ့နော်ဆိုတော့သူလေးကိုမြင်ချင်လို့သွားတာပါအဲ့ဒါကြောင့်ဒီလက်မှတ်ကသူလေးကြောင့်ဝယ်တာဆိုတော့သူလေးကိုမတွေ့ရင်မချေနဲ့နိုင်ဘူးဆိုတော့အခုကျမှစိတ်တွေအေးရွာတာမြင်လိုက်တာနဲ့ပြေးချစ်စရာလေးအဲ့ကွာကလေးလေးဒီကဲဥပါပါကွာတဲရှားလိုက်တာသူချစ်စရာလေးအဲ့မှာပြီးတော့ပထမ workout ဆောင်ပေါ့နော် workout ဆောင်အဲ့မှာ workout ဆောင်က9ခုရှိတယ်10ခုလားမသိဘူးပြောတာအဲ့မှာအနီးကအဲ့မှာသွားတိုးပြီးတော့အဲ့ဒါကိုလောက်ရတယ်ပေါ့နော်အဲ့ဒါကအချက်150လားမသိဘူးဒါလောက်ရတာသူတို့ကကျတော့ double man ဆိုတော့တယောက်လုံမယ်နောက်တယောက်လုံမယ်အဲ့လိုမျိုးတယောက်မောရင်တယောက်ကနားတယောက်ကမောရင်တယောက်ကလုံမယ်တယောက်ကနားတယ်တယောက်ကလုံတယ်တယောက်ကနားတယ်တယောက်ကလုံပြီးအဲ့လိုလောက်ရတာပေါ့နော်ချစ်စရာလေးသူ့ကိုအပေးနေရတဲရတယ်သူဗလာအကြီးကြီးလို့ထင်တာအေးတွေပါချွတ်ပြီးလုံးဝ sexy design လုပ်တော့ပဲဗောသူစင်မောမှာလိုမျိုးမဟုတ်ဘူးတော့တကယ်ကလေးလေးတိုင်းပဲအေးစစ်စစ်တိကိုကိုလေးနဲ့အဲ့မှာသူ gym trainer လည်းမစိုးပါဘူးတော်ပါတယ်သူလည်းကောင်မလေးနဲ့သူစီအပြင်မှာဟို SNL ကသူအရင်တော့ရိုက်တဲ့ကောင်မလေးပုံစံမျိုးတော့သွားသတိရသေးရဲ့တကယ်ညနာလေးကြည့်ရုံနဲ့ဝါတန်ဝါးကြီးဒီလက်မှတ်ဝယ်ရတာ$25ဆိုတော့တကယ်လို့ကိုက stage show တွေဘာတွေမှာသွားကြည့်သူ concert မှာသွားကြည့်ရင်တော့ဒီလိုမျိုးအနီးကပ်မြင်ဖို့ဆိုတာမလွယ်ဘူးလေဆိုတော့ကိုအနေနဲ့ကတော့ဒါ concert ထပ်ပို့ပြီးတော့တန်တယ်လို့ဝင်ချင်တယ်အနီးကပ်ကြည့်ကျင်တဲ့လူတွေအတွက်တခြင်းဆိုတာနားထောင်တာဒီ YouTube မှာလည်းကြည့်လို့ရတယ် music video တွေလည်းကြည့်လို့ရတယ်ဒါကိုမြင်ပေါ့နော်တယောက်နဲ့တယောက်တော့အတူပွဲလဲလို့ရတယ်ဆိုတော့ဒီလိုမျိုးလေးအနီးကပ် interaction လေးမြင်ရတာအတွက်တော့ကိုအနေနဲ့ကတော့ကိုသဘောကျရပါတော့အဲ့မှာချစ်စရာလေးသူကဒီတစ်ခါ Hyros ကသူက April 5မှာလောက်တာပေါ့နော် Easter Sunday မှာလောက်တာပါအဲ့ဟာကသူက3ရက်လောက်တယ်တောက်ကြစနေ Good Friday ပေါ့ Good Friday ရ Black Saturday ရပြီးတော့ Easter Sunday ရပေါ့နားလည်လွယ်အောင်ပြောရရင်အဲ့3ရက်မှာလောက်တာပါအဲ့3ရက်လုံးကိုဝယ်တော့လက်မှတ်ခါက80အဲ့လောက်ပဲကြာမယ်3ရက်လုံးဆိုအဲ့လောက်ပဲကြာမယ်3ရက်လုံးဆိုတရက်ချင်းစီဆိုရင်တော့25ကြာတာပေါ့နော်ဒီကြည့်ရတဲ့လက်မှတ်ကဘာဖြစ်ဖြစ်တန်ပါတယ်ဆိုတော့ကိုရီးယားတော့သူအားကစားလုပ်တာသူ့ရဲ့ debut ကိုကြည့်နေတာရယ်သူပါမဲ့အဓိကရက်ကိုပဲရှေးပြီးတော့ကြည့်ရပါပထမ Friday တုန်းကတော့မင်းဟိုလာသွားတယ်ပေါ့နော်မင်းဟိုနဲ့ဟုံးမုံစောနဲ့ကသူတို့က double man မှာပထမရသွားတယ်တနာရီနဲ့မှ3မိနစ်သူတို့ရဲ့စံချိန်ကသူတို့နှစ်ယောက်ပထမရသွားတယ် overall first ရသွားတာပေါ့နော်အဲ့ဒီအတွက်ပြီးတော့နောက်ကျတော့အမိုတီလဲလာတယ်အမိုတီကတော့ Thursday မှာလာတယ်Thursday မဟုတ် Saturday မှာလာတယ်ဆိုတာ second day အမိုတီကတော့ဘာရလဲမသိဘူးပေါ့နော်အဲ့မှာဒုတိယ workout ဆုံးပေါ့နော်အနားကိုမတိုးနိုင်တော့ကိုရီးယားစင်မော်မှာပဲနေရာယူထားလိုက်တော့တာအပြီးကျရင် final စင်မော်တက်ပြီးတော့ရင်သူတို့ရိုက်မဲ့နေရာလေအဲ့ရနေပြီးတော့ပဲနေရာယူထားလိုက်တယ်ပေါ့နော်မိုင်းလိုင်းတော့အကွက်ကောင်းကိုပဲသူများဥမာဆိုလို့အဲ့လိုပဲယူသွားပါတယ်အဲ့မှာရေးပါတယ်တောက်ပေါ့နော်ဆရာလေး
နောက်ထပ် workout ဆောင်ကတော့သူကဟိုပါ cooling rope ပေါ့နော်ကျိုးရဲ့ထိတ်မှာသူတို့ကဟိုအလေးမတဲ့အပြားကြီးလေအကွင်းကြီးအဲ့ဒါဘယ်လိုခေါ်လဲမသိဘူးကိုရီးယားလည်းချင်း bread မဟုတ်တော့မသိဘူးကွယ်အဲ့ဒါကိုသူကအဲ့ကျိုးနဲ့ဆွဲပြီးတော့မရတာ100 kg လောက်ပဲရှိတယ်အဲ့ဒါကိုမပြီးတော့တယောက်တက်လှည့်ပေါ့နော်ဟိုဘက်ကိုပြန်မလိုက်ဒီဘက်ကိုပြန်မလိုက်နေအဲ့ဒါကြီးနှစ်ခေါက်လောက်ရတာတယောက်ကိုတစ်ခါလောက်ရတယ်ဆိုတော့အဲ့ဒါလေးသူလုပ်တယ်အဲ့မှာချက်ကြည့်ပြီးကြားပြောတဲ့ MC နားသွားတို့အဲ့ screen book ကိုကြည့်လို့ပါတော့အဲ့မှာ LED screen မှာလည်းအခုသူပြိုင်တော့သူတို့အတွက်ခဏပြပေးတယ်ပြီးတော့ MC ကလည်းအများကြီးကြော်ညာပေးနေတယ်ကျေးဇူးတော်ပဲအဲ့ဒါသူ့ကိုမှီသွားလို့ဒီကပုံကြီးအစားချစ်စရာလေးပေါ့နော်အဲ့မှာဒါနောက်ထပ် workout ဆုံးပါပြန်မပါတယ်တခုမှမလွယ်ပါဒါမှလည်းသူလေးလုံနိုင်တယ်ပေါ့နော်အဖေရတာကြည့်ရတာစိတ်ချမ်းသာပါတယ်ဖြေကိုပေါ့ပေါ့ဒါပြီးရင်နောက်ထပ် workout ဆုံးပေါ့နော်အဲ့ဒါလေးဟိုအိတ်ထမတင်ပေါ့အိတ်ထမတင်လောက်ရတယ်အဲ့ဒါလေး150လောက်ရတာချင်းအဲ့မှာနှစ်ယောက်ပေါင်း150ဆိုတယောက်ကို85ချိန်ပေါ့နော်အဲ့မှာလုပ်မရပါတယ်လုပ်ပါတယ်စူးစမ်းပါတယ်အဖေရခြင်းလုပ်ပါတယ်နောက်ထပ်တစ်ခုကတော့သူကအလေးတုံးမပြီးတော့ပြေးရတာဖြစ်ပါတယ်အဲ့ဒါလေးဘယ်လောက်လဲဆိုတော့အဲ့ဒါက2 km လားမသိဘူးเนาะအဲ့ဒါပြေးရတာမမှတ်မိတော့ပြီးရင်နောက်တစ်ခုကကျတော့ဒီ launch လုပ်ပြီးတော့အလေးစံအိတ်ကိုမပြီးတော့ launch လုပ်ရတာပေါ့နော်အဲ့ဒါလည်းအတာကတော့500 meter ပဲအဲ့ဒါတော့ဟိုမဟုတ်ဘူး2 km မဟုတ်ပါဘူးအဲ့ဟာလည်းပြန်ရတယ်ပေါ့နော်အမလုံးဝကြီးကို surprise က shiny မင်းဟိုရောက်လာတာပဲသူ့ကိုပထမနေ့က Friday တော့ပြီးပြီးတော့ပြန်သွားပြီဖတ်နေတာအဲ့မှာရောက်နေတဲ့ဂျေဖက်ကိုအနီးကပ်လာပြီးတော့ workout ဆုံးတစ်ခုချင်းစီတိုင်းမှာဗီဒီယိုတွေရိုက်ပြီးတော့အားပေးနေတာအဲ့မှာဟွာတယောက်ကိုကြည့်ဖို့လာတာအသေးလေးကိုပါထပ်တွေ့ရတယ်နှစ်ယောက်လုံးကိုတွေ့နေရတော့တကယ် double the happiness ပဲရှမ်းကြော်သွားအဲ့မင်းကိုလေးနေနေရကိုရီနဲ့နေနာလေးပဲအဲ့ကိုမျက်နှာချင်းဆိုင်အရှိလေးမှနေနေတာပါ finally number 8နောက်ဆုံး workout ဆုံးပဲရောက်လာပါပြီဆိုတော့အဲ့မှာအချက်တရားပြည့်အောင်ပြည့်ရမှာပါအချက်တရားပြည့်သွားရင် finish line ကိုဝင်ပြီးသွားရင်ပန်းဝင်ပါပြီနောက်ဆုံး fight လေးအားပြည့်နေတာပါဒီနေရာကိုလိုချင်လို့start line ပြီးတဲ့ဝန်ရရဲ့ဥထားတာကြံသွားပြီပေါ့နော်ပြီးရင်ဒီမှာလူစော်ရလေးကိုစောင့်နေတယ်အချက်တရားပြည့်ဖို့ကောင်းတောင်းအတူတူရည်ကြတယ်92 93 94 whoa wow congratulations my boy yes ကျန်မပြီးဖို့သူစောင့်နေတာစကြင်နေပါအနောက်ရောင်းနေမှာထောက်ကဆက်ကြည့်တကယ် One more time. Let's give it up for Jay Parkinelli. အဲ့မှာပြန်ဝဲပြလို့ photo ရိုက်ကြရပေါ့နော် finish line မှာအဲ့မှာမင်းဟိုလေးကလည်းရိုက်ပေးပြီးတော့သူပါရိုက်မယ်ဆိုပြီးတော့သူ့ကင်မရာကိုပေးပြီးတော့အမှရိုက်ခိုင်းတာညီကိုရီးယား senior junior ဆက်ဆက်လေးကိုကြည့်ရတာလည်းတကယ်ကြော်စရာကောင်းတယ်ပြန်ဝဲကပြီးတော့ပါပြီအမေသာတရားမရပဲနဲ့ကောင်းကောင်းမွန်မွန်နဲ့ပြီးသွားလို့လဲပို့ပြီးတော့လဲဝမ်းသာတယ်ဒါကတော့ J Park ရဲ့ gym trainer ပေါ့နော်J Park ကတော့နောက်မှာပါတကြီးကတော့ဒီနေရာလေးကိုလိုချင်လို့စောင့်နေတာဖြစ်ပါတယ်ဟောဒီမှာတနားရီ10မိနစ်နဲ့52စက္ကန့်ဝါပြန်သွားပါပြီဒါကတော့ stadium အရှိမလကားကျွေးတဲ့ဒီကမှုပါစားလိုက်ပါတယ်ဆိုတော့ဒီတစ်ပတ်ကတော့ဒီလောက်ပါပဲပတ်စံကြတဲ့9နာရီပြန်တွေ့မယ်